နေတိုင်းမျိုးသားတယောက်ဟာစက်ရုပ်တွေကကြောက်ရွံ့မှုကိုခံစားနိုင်သလားဆိုတာသိနိုင်မှုစ조사ရင်းစက်ရုပ်တရုပ်ကိုတနက်နဲ့ပစ်တက်လက်ရှိပါတယ်။ဒီနေ့မှာတော့စက်ရုပ်တွေကတရုပ်ဟာသူ့ဘာသာသူအသိဉာဏ်ဖြစ်ပေါ်လာပြီးသူ့ကိုဖန်တီးခဲ့တဲ့ဆရာဝန်ကိုတော့တပ်ပစ်ခဲ့တယ်ဆိုတာကိုသူသိလိုက်ရပါတယ်။လူသားစက်ရုပ်ကိုရှာဖွေဖို့စိတ်ပိုင်းဖြတ်ထားတဲ့ချက်ဟာစက်ရုပ်အားလုံးကိုကိုယ်တော်တစ်ခုထဲမှာတောက်ခောက်ပြီးခြေရကန်ပါတော့တယ်။ချက်ကစက်ရုပ်တရုပ်ကိုပစ်တက်ဖို့စ조사နေတော့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။စက်ရုပ်တရုပ်ကလှုပ်ရှားလိုက်ပေမဲ့ဂျက်ကအမြန်လိုက်ဖမ်းတဲ့အခါမှာတော့စက်ရုပ်ကသူ့နေရာကိုအမြန်ပြန်ရောက်သွားတာကြောင့်ဂျက်ကိုစိတ်ရှုပ်ထွေးသွားစေခဲ့ပါတယ်။စက်ရုပ်ပေါင်းများစွာနဲ့ဝင်းရံခံထားရတဲ့ဂျက်ဟာသူပြစ်ဖက်ကိုပဲအာယုံစိုက်နေပြီးစိတ်မသက်မသာဖြစ်ကအာယုံထွေပြလာပါတော့တယ်။အခန်းရဲ့တစ်ဖက်ကိုလွှင့်ပစ်လိုက်တဲ့လူသားစက်ရုပ်ရဲ့ရုတ်တရက်တိုက်ခိုက်ခြင်းကိုသူခံလိုက်ရပါတယ်။ဂျက်ကသူသေးတော်မယ်လို့ယုံကြည်ပေမဲ့စက်ရုပ်ကသူ့ကိုမတတ်ခဲ့ပါဘူး။အဲ့ဒီအစားလွတ်မြောက်ဖို့ကခုန်ချလိုက်ပါတယ်။ဒါပေမဲ့အဝေးကိုမရောက်ခင်မှာလဲရဲတွေကစက်ရုပ်ကိုဝိုင်းထားလိုက်ပါတယ်။စက်ရုပ်ကလွတ်မြောက်ဖို့နေရန်တစ်ခုကိုတတ်ဖို့ကြိုးစားပေမဲ့နောက်ဆုံးမှာတော့အဖမ်းခံလိုက်ရပါတယ်။ရဲတွေကစက်ရုပ်ကိုဖမ်းဆီးပြီးစစ်ဆေးမေးမြန်းဖို့ဂျက်ကိုလွှတ်လိုက်ပါတယ်။စစ်ဆေးမေးမြန်းနေစဉ်အတွင်းစက်ရုပ်ကလူသားတွေလိုစိတ်ခံစားမှုတွေကိုပြသနေတာကြောင့်ဂျက်တယောက်တုံ့လောက်သွားခဲ့ပါတယ်။စက်ရုပ်ကတော့ဘသူ့ကိုမှမတတ်ခဲ့ဘူးလို့ပြက်ပြက်တတ်တာညင်းဆိုခဲ့ပါတယ်။